တဘာဝတိုင်းဖြစ်နေတဲ့တောင်ပြင်ကိုခြံခတ်ကငွေ900နဲ့ဝင်ကြေးကောက်နေလို့လူပြောများနေတဲ့မကွေးမြို့အခုအင်တာနက်ပေါ်မှာတော့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကလူပြောများနေပါတယ်။အဲ့ဒါကတော့မကွေးမြို့မှာတဘာဝတိုင်းဖြစ်နေတဲ့တောင်ပြင်ကိုခြံစည်းရိုးခတ်ကဝင်ကြေး900ကောက်နေတဲ့ဗီဒီယိုဖိုင်မှာအားလုံးသိကြတဲ့အတိုင်းမကွေးမြို့ဟာအေယာဝတီမြစ်ကမ်းဘေးမှာတည်ရှိနေတဲ့လှပတဲ့မြို့ဖြစ်ပါတယ်။အေယာဝတီမြစ်ကမ်းဘေးမှာတော့တဲတောင်ပြင်ဖြစ်တော်နေကနေဝင်စည်းစာချင်းဆိုအဆိုပါတဲတောင်ပြင်ပေါ်မှာလူတွေပန်းဖြေလို့ကောင်းပါတယ်။ဒါကြောင့်လေမကွေးမြို့ကလူတော်တော်များများဟာညနေစည်းစာချင်းဆိုရင်တဲတောင်ပြင်ပေါ်မှာဘောလုံးကစားကလေးတွေစောကြချစ်သူစုံတွဲတွေထိုင်ကြနေစီကားနေတာပါအခုတော့ဒီလိုတဲတောင်ပြင်ကိုချန်စီယိုခက်ကတယောက်ကို900နဲ့ဝင်ကြေးကောက်နေတယ်လို့သိရပါတယ်။ဒီလိုချန်စီယိုခက်တဲ့အပေါ်မှာတော့တော်တော်လေးကိုလူပြောများနေတာဖြစ်ပါတယ်။လူတွေတုံးသက်ကြတာကတော့တဘာဝတိုင်းဖြစ်တည်နေတဲ့နေရာကိုဘာလို့ချန်ခက်တာလဲဝင်ကြေးကောက်တာလဲဆိုပြီးပြောကြတာပါ။တချို့ကတော့ဒီလိုမမြင်ပါဘူး။ဒီလိုဝင်ကြေးကောက်လိုက်မှာပဲတဲတောင်ပြင်ပြုပြင်ထိမ့်သိမ်းစီရိတ်တိန်အမိုက်စီပင်ကားတွေကာမိမယ်လို့ဆိုပါတယ်။ပြည်သက်တွေကရောဝင်ကြေး900ကောက်တဲ့တဲတောင်ပြင်ကိစ္စကိုဘယ်လိုမြင်ကြပါသလဲရှင်